တော့ချင်းလေးကြောင်တက်လာမှသူ့ရွာရဲ့ဗျာလားဒီစင်းလေးရှိပါတယ်အခါတော့ရောက်ပါပြီဒီညဝီစက်ဖြစ်ပါတယ်ညညိုလေးရှိပါတယ်ဒီလိုမျိုးတဘာဝအလှလေးတွေကိုလည်းခံစားရပါတယ်ရှင်အားဦးလေးတွေကညီတို့ရိုက်ပြီးဆိုရင်ရှေ့ကလာရက်ပါတယ်သူတို့တွေ post ပေးပါတယ်မဲလမ်းပြတွေကတော့ရှေ့ငှားထားတာပါလမ်းနှစ်လမ်းတွေ့ရင်သူတို့ကဘယ်လမ်းသွားမှာလဲဆိုတာသူတို့ကရှေ့ကသွားပြပါတယ်ဒါကတော့ရွှေရင်သာစခန်းမှာတမိုင်နဲ့နှစ်ဖာလုံးရောက်ပါပြီကာလာနဲ့ဘုံမရှိတော့မှလိုက်လာရဲ့ဆရာကြီးကျွေးစရာမရှိတော့ခက်ညက်ခဲကျွေးလိုက်တဲ့ကောင်มาเราสวยๆเนาะมาไอ้เดียวปวดแบบนั้นเนาะจับมันมาต่อไหมเราจะเรียนที่ชัวร์อะไรเองสวยตรงนี้มีอะไรอ่ะมูริมาตีให้ชัวร์จะส่งไปเพียงเดียวงานเรือดำมันจะดำแย่ไป
ရဗျာ